ဘာအနုပညာအလုံးမလုပ်ပေမဲ့တိန့်100တန်းစပိန်စီးနဲ့ရန်ကုန်မြို့ပတ်နေတဲ့ရာဇာနေဝင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sally Beach ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရာဇာနေဝင်ကတော့သူမတူတဲ့ပုံစံနေနဲ့မြန်မာပြည်ရဲ့ရုပ်ရှင်လောကမှာနာမည်ကြီးတစ်ယောက်အဖြစ်ရည်တည်နိုင်ခဲ့တာဖြစ်ပါတယ်ဂမူရှူတို့နဲ့အလုံးနေတဲ့ရာဇာနေဝင်ရဲ့အပြုအမူတွေကအားလုံးအတွက်အားရစရာဖြစ်နေခဲ့တာပါတချို့ကလည်းရာဇာနေဝင်ကိုကြက်မပြည့်ဘူးလို့ထင်ကြတာပါဒါပေမဲ့ကြက်မပြည့်ဘူးလို့ပြောခံနေရတဲ့ရာဇာနေဝင်ရဲ့ item တွေကိုအယူအမူလိုက်လို့တဲ့ခေတ်တစ်ခေတ်ကိုရှိခဲ့တာကြောင့်ပါအသက်ကြီးလာတဲ့နောက်ပိုင်းမှာတော့ရာဇာနေဝင်ကအရင်ကလိုရုပ်ရှင်ဇာတ်ကားကြီးတွေလည်းမရိုက်တော့ပဲအနားယူနေတာကြာပါပြီရုပ်ရှင်ဇာတ်ကားရိုက်ဖို့ကမ်းလှမ်းကြပေမဲ့ရာဇာနေဝင်ကိုရိုင်းကိုမရိုက်ချင်တာကြောင့်အမြဲညင်နေကြရပါဒါကြောင့်မို့ဘာရုပ်ရှင်မှမရိုက်တော့ပဲအနားယူနေခဲ့တာကြာပါပြီဘာအလုံးမလုပ်ပေမဲ့လည်းရာဇာနေဝင်ကအိမ်မှာဘာမှပူပင်စရာမလိုပဲထိုင်နိုင်နေတာဖြစ်ပါတယ်ရာဇာနေဝင်ကိုအမဖြစ်သူဟေမန်နေဝင်နဲ့ဆွေမျိုးတွေကထောက်ပံ့ထားတာဖြစ်ပါတယ်ဒါအပြင်ဖခင်ဖြစ်သူကော်လီဂျင်နေဝင်ရဲ့စီးစိမ်တွေကလည်းများတာကြောင့်ပါရာဇာနေဝင်ကတော့သူ့ဘဝမှာစပိန်စီးပြီးတော့အရက်တောက်နေရရင်ကိုကျိန်နေတာဖြစ်ပါတယ်ရာဇာနေဝင်ကမနက်ခင်းဆိုရင်ပုံမှန်ဆိုသလိုစပိန်စီးတဲ့အလေးချင်းရှိတာပါစပိန်စီးရတာကိုကြိုက်တာကြောင့်နေ့စဉ်စီးသလိုသူရဲ့360ဒီဂရီကင်မရာကြီးနဲ့လည်းအထူးဆန်းပုံတွေကိုရိုက်တတ်သေးတာပါပရိသတ်တွေကတော့ရာဇာနေဝင်ရဲ့စပိန်စီးပုံကိုကြည့်ပြီးတော့ရှီမောပျော်ရွှင်နေရတာဖြစ်ပါတယ်ရာဇာနေဝင်ကစပိန်စီးရတာကြိုက်တယ်လို့စပိန်တွေကိုလည်းအရန်ကိုနှစ်သက်တာပါသူအတွက်စပိန်တွေကိုမြန်မာနိုင်ငံတောင်မဟုတ်ပဲနိုင်ငံခြားကနေပါဝယ်ယူရတာဖြစ်ပါတယ်ဒါအပြင်ရာဇာနေဝင်ကမထင်မှတ်လောက်အောင်ဈေးကြီးတဲ့စပိန်မျိုးကိုဝယ်စည်းတာဖြစ်ပါတယ်အခုလက်ရှိစီးနေတဲ့စပိန်ဆိုရင်လည်းလဲထားတာမကြသေးပါဘူးရာဇာနေဝင်ကစပိန်အစ်စ်ကို300လောက်အကုန်ကြခံပြီးတော့ဝယ်ထားတာပါအခုလို300တန်းစပိန်ကိုလည်းမကြာခဏဆိုသလိုလဲနေတတ်တာဖြစ်ပါတယ်ရာဇာနေဝင်ကတော့သူနေကျင်သလိုနေပြီးတော့ဘဝကိုပျော်အောင်ဖြတ်သန်းနေတာပါဒါအပြင်အိမ်မှာဆိုရင်ဘရင်စားတော်ဝဲလို့တဲခင်းပြီးတော့စားတော့တာပါမနက်ခင်းတစ်ခါစားရင်တမိသားစုလုံးစားလို့ရလောက်တဲ့အထီကိုပြင်ဆင်ထားတာဖြစ်ပါတယ်မနက်စာဆိုရင်အစားအသောက်ကို10မျိုးလောက်တဲခင်းထားတာပါမနက်တိုင်းစားဖို့အတွက်နာမည်ကြီးဟိုတယ်ကဆိုင်နေမှာသာမှာပြီးတော့စားတာဖြစ်ပါတယ်ရာဇာနေဝင်းရဲ့ဘဝကဘာမှပူပန်စရာကိုမလိုပဲပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါအရက်တောက်လိုက်နဲ့ဘဝကိုအေးအေးဆေးဆေးပဲဖြတ်သန်းနိုင်တာပါဒါပေမဲ့အတောက်များရင်ကျန်းမာရေးထိမှစိုးရင်တဲ့အတွက်စပိန်စီးနေတာဖြစ်ပါတယ်စပိန်စီးတာပြန်မှန်းသွားပြီဆိုရင်အရက်လဲသိမ့်မတောက်ဖြစ်တာကြောင့်ပုံမှန်စီးနေတာဖြစ်ပါတယ်တခါတလေဆိုရင်တော့ရာဇာနေဝင်းကအနုပညာအလုပ်တွေလုပ်ပါတယ်ယနေ့ရဲ့မိတ်ဆွေတချို့ရဲ့ပွဲတွေဆိုရင်တော့အမြဲလိုပွဲတက်ပေးဖြစ်တာပါဒါအပြင်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ကမ်းလှမ်းလာတာရှိပေမဲ့ရာဇာနေဝင်းကတော့ချေမိုးပြီးတော့ညင်းနေတုံဖြစ်ပါတယ်သူရဲ့နေထိုင်စည်းနဲ့အဆဆရရာကိုအမားဖြစ်သူဟေမန်နေဝင်းကသာထိန်းချုပ်ထားတာဖြစ်ပါတယ်ငွေ3ချိန်ရင်လဲဟေမန်နေဝင်းစီမာသာငွေကိုတောင်းရတာဖြစ်ပါတယ်ဟေမန်နေဝင်းကရာဇာနေဝင်းရဲ့စိတ်ကိုသိနေတာမို့အဆဆရရာလိုက်ထိန်းနေရတာဖြစ်ပါတယ်အမားဖြစ်သူဟေမန်နေဝင်းရဲ့လက်အောက်မှာရာဇာနေဝင်းကအခုလိုမျိုးနေထိုင်နေတာဖြစ်ပါတယ်ပရိသတ်ကြီးရောရာဇာနေဝင်းရဲ့ဘဝဖြတ်သန်းပုံကိုအားကြလားဆိုတာကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်